ဒီလင်မယားကနှစ်ပေါင်း800ကျော်သွားတာတောင်ဒီနေ့ထိပြည်သူတွေရဲ့ရွှေရှာမုန်းတီးမှုကိုခံနေရဆဲဖြစ်ပါတယ်။တက္ကီ1400ခုနှစ်လောက်မှာတရုတ်ပြည်တောင်ပိုင်းလက်ရှိဟန်ကျိုးခေါ်နေရာဒေသမှာဆောင်းမင်းဆက်ဘီရင်စိုးစံနေပါတယ်။အဲ့ဒီနိုင်ငံကစီးပွားရေးနဲ့တိုင်းပြည်တိုင်ရာဝါဖြိုးရေးမှာအဓိကထားတာမလို့စစ်ရေးမှာအလွန်အင်မတန်အားနည်းပါတယ်။ဒီနေ့မှာတော့မာမိတ်နိုင်ငံဖြစ်တဲ့ဂျင်မင်းဆက်ကပဲတစ္ဆာဖောက်ပြီးကျူးကျော်သိမ်းပိုက်ဖို့ကြိုးစားတာကိုခံရပါတော့တယ်။အဲ့ဒီကျူးကျော်စစ်ကြောင့်ပဲဆောင်းဘီရင်တိုင်းပြည်မှာနေလင်းရောင်တောင်ကွယ်ပြောက်တဲ့အထိစစ်မီးတောင်းလောင်ပါတော့တယ်။တစ်ခေတ်မှာတယောက်ထွန်းဆိုသလိုအဲ့ဒီအမောင်တူကိုတွန်းလှန်သူကတော့တေချင်းတရားကိုတောင်ရင်ဆိုင်ရဲပြီးဓာလန်လက်နက်အားလုံးကိုအန်တုရဲတဲ့စစ်တူကြီးရွက်ဖြေပဲဖြစ်ပါတယ်။ပေါင်400လောက်လေးတဲ့လေးတစ်ချောင်းတောင်သူ့လက်နဲ့ကျိုးအောင်ဆွဲနိုင်တဲ့အထိတန်မာလာတဲ့ထိုလူငယ်ရဲ့ဂုံသတင်းဟာလည်းပြည်သူတွေကိုလုံခြုံမှုတွေစိတ်အားတကြမှုတွေပေးနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာဒီကိစ္စမျိုးဟာတိုင်းနောက်မှာနေပြီးကလောင်တန်နဲ့အလုတ်လုတ်တဲ့သူတွေရဲ့အာဏာကိုလျော့ပါစေခဲ့ပါတယ်။ဓာထားချင်းခုတ်ကြတဲ့ဒီကျူးကျော်စစ်ပွဲမှာဘရင်ထက်တောင်အာဏာရှိသူဝန်ကြီးချုပ်ချင်းဝေကတော့တူနီတူဟန်နဲ့သူဖြည့်ရှင်းပြီးနာမည်ကောင်းယူဖို့ကြိုးစားပါတော့တယ်။ဒါကြောင့်ပဲဆောင်းနှန်းတော်တွေကအာဏာပိုင်များဟာရန်သူစစ်သူတော်များစွာကိုတည်တင်းပို့ခဲ့တဲ့စစ်သူကြီးရွက်ဖြေကိုရှေ့တန်းကခေါ်ယူပြီးအကြောင်းပြချက်မရှိကွက်မြက်ခဲ့ကြပါတယ်။ဒီကိစ္စတွေအပြီးဆောင်းဘရင်မျိုးဆက်ဟာလည်းမြောက်ပိုင်းမှတောင်ပိုင်းကိုရွှေ့ပေးရပါတော့တယ်။တိုင်းပြည်နယ်ပြည်သူဟာလည်းဂျာချန်လူမျိုးတွေရဲ့လက်အောက်ကိုကြားရောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်တွေကြောင့်ပဲချင်းဝေနဲ့ဇနီးဖြစ်သူလေဒီဝန်နဲ့အပေါင်းပါတို့ဟာနှစ်ပေါင်း800ကျော်ကြာသည့်တိုင်စစ်သူကြီးရွက်ဖြေရဲ့အုပ်ကူရှိမှဒူးထောက်လက်သားနဲ့လူများရဲ့ရွှေရှာမုန်းတီးမှုကိုနေ့စဉ်ခံယူရင်းတမိုင်းတွင်ကြန့်ရှိနေခြင်းဖြစ်ပါတယ်။ကျွန်တော်ပြောတဲ့အချက်လက်တွေကမားရင်မားနေနိုင်ပေမဲ့စတိုရီကတော့အမှန်ပဲဖြစ်ပါတယ်။ခုလိုဗီဒီယိုတိုလေးတွေကိုတက်ဆိုင်တို့စူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော် channel လေးကို like and subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုပါတယ်။အဆုံးထိကြည့်ရှုပြီးရတဲ့ကျေးဇူးတင်ပါတယ်